မိတ်ဆွေတို့ဘဝမှာစူးစမ်းသလောက်မအောင်မြင်ရတဲ့အထူးအကြောင်းရင်းကဘာလဲဆိုတာစဉ်းစားဖို့ပါသလားစူးစမ်းဖို့မရှိလို့လားပင်ကိုစွမ်းရည်မရှိလို့လားတကယ်တော့မဟုတ်ပါဘူးအထူးအားနည်းချက်ကတမာတိလို့ခေါ်တဲ့စိတ်အာရုံစူးစိုက်မှု focus မရှိလို့ပဲဖြစ်ပါတယ်ခန္ဓာကိုယ်ကစာအုပ်ရှိမှာအလုခွင့်မှရှိနေပြီမဲ့စိတ်ကတခြားတနေရာကိုရောက်နေတာမျိုးကျွန်တော်တို့အားလုံးကြုံမှုကြမှာပါအနာဂတ်အတွက်ပူပန်တာတွေအတိတ်ကကိစ္စတွေဒါမှမဟုတ် social media တွေကအကြောင်းအရာတွေစီကိုစိတ်ကအမြဲလွင့်မျောနေတတ်ပါတယ်မြတ်စွာဘုရားရှင်ကလီးကျိုးကိုတေချာချင်းရွယ်နိုင်မှများကပြစ်မှတ်ကိုထိမှန်နိုင်တယ်လို့စိတ်ကိုတနေရာထဲမှာတည်ငြိမ်စွာစူးစိုက်ထားနိုင်မှလူတစ်ယောက်ဟာအောင်မြင်နိုင်တယ်လို့ဟောကြားခဲ့ပါတယ်ဖုန်း notification တွေ social media တွေနဲ့အရာရာကိုတပြိုင်နက်တည်းလုချင်နေတဲ့ဒီနေ့ခေတ်လိုစူညံရှုထွေးနေတဲ့ဘဝကြီးမှာတမာတိဆိုတာအောင်မြင်မှုရဲ့အဓိကတော့ချက်ပါပဲဒီနေ့မှာတော့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ကိစ္စတွေကိုစိတ်အာရုံစူးစိုက်မှုနဲ့ဘလို့အောင်မြင်အောင်လုပ်နိုင်မလဲဆိုတာကိုသင်ခန်းစာပေးမယ်မြတ်စွာဘုရားရှင်ခေတ်ကဇလန်၃ပုဒ်ကိုတင်ဆက်ပေးသွားမှာပါဇလန်တစ်ပုဒ်စီတိုင်းဟာတင့်စိတ်သေးကလေလွင့်နေမှုတွေကိုငြင်းချမ်းတဲ့အလင်းရောင်အဖြစ်ပြောင်းလဲပေးနိုင်မှာမို့အဆုံးထိကြည့်ရှုပေးဖို့တိုက်တွန်းခြင်းပါတယ်ပထမဆုံးဇလန်လေးကိုစလိုက်ရအောင်တနေ့မှာယဟန်တော်တစ်ပါးဟာပန်းချံတစ်ခုမှာခေတ္တသတင်းသုံးအနားယူနေပါတယ်အဲ့ဒီအချိန်မှာကလေးတစ်ယောက်ဟာစာရွက်အလွတ်တစ်ခုပေါ်မှာခက်ခဲတဲ့စာပိုက်တစ်ခုကိုရေးဖို့ကြိုးစားနေတာကိုမြင်တွေ့ရတယ်။ဒါပေမဲ့ခဏခဏမှားနေတဲ့အတွက်စာရွက်ကိုစုပ်ဖဲလိုက်အတိတ်ကနေပြန်ရေးလိုက်နဲ့လွတ်နေပါတယ်။အတန်ကြာတော့အဲ့ဒီကလေးကယဟန်တော်ကိုမြင်သွားပြီးအနားကိုပြေးလာကယူသေးစွာရှိခိုးပြီးပြောပါတယ်။အရှင်ဖေဟာတပည့်တော်ဒီစာကိုတေချာရေးနိုင်ဖို့ကြိုးစားနေတာ3နာရီလောက်ရှိနေပါပြီ။ဒါပေမဲ့အမြဲတမ်းတနေရာမဟုတ်တနေရာမှားသွားလို့အစကနေပြန်ရေးနေရပါတယ်။တပည့်တော်ဘာလို့မရေးနိုင်ရတာလဲဆိုတာနားမလည်အောင်ဖြစ်နေပါပြီဖေ။ယဟန်တော်ကပြုံးမိမင်ပါတယ်။ဒါဟာအာယုံစူးစိုက်မှုအားနည်းနေလို့ပဲကလေးလေးတာမန်လူတယောက်ဟာသူ့ရဲ့ swine in အများစုကိုအကျိုးမရှိတဲ့အကျင့်အဟတ်တွေအတွေးတွေထဲမှာပဲသုံးပစ်လိုက်ကြတယ်။ဒါကြောင့်စိတ်ကအမြဲလွင့်မျောနေတာပေါ့။အလုပ်တစ်ခုကိုတတိကပ်ပြီးလုပ်တယ်ဆိုတာကိုယ့်ရဲ့ swine in အားလုံးကိုတနေရာထဲမှာစုစည်းထားတာကိုခေါ်တယ်။အဲ့ဒီလိုခဏခဏလေ့ကျင့်ပေးရင်စိတ်ကအသားကျသွားပြီးအမှားဆိုတာမရှိတော့ဘူး။အဲ့ဒီအခါကလေးကအရှင်ဖျားစိတ်ကခဏခဏလွင့်နေရင်အလုပ်တစ်ခုတည်းကိုဘလူအာယုံဆက်ရမလဲဖျားလို့မေးပါတယ်။ယဟန်တော်ကမင်းစာရေးနေတော့မှတယောက်ယောက်အကြောင်းကိုဒါမှမဟုတ်ကိစ္စတစ်ခုခုအကြောင်းကိုတွေးနေတယ်မို့လားလို့ပြန်မေးပါတယ်။ကလေးကလည်းမှားမှားဖျားဒီနေ့ကကြောင်းပြုတ်ရဲ့ဆိုတော့တငယ်ချင်းအားလုံးကအကေမှာဆော့ကစားနေကြတာပါ။ဒါပေမဲ့တပည့်တော်ကဒီလုပ်ကိုပြီးအောင်လုပ်ရအောင်ပါလေ။အဲ့ဒါကြောင့်သေချာအာယုံမဆိုင်နိုင်တာဖြစ်ပါလိမ့်မယ်လို့ဝန်ခံပါတယ်။ယဟန်တော်ကဒီလိုရှင်းပြပါတယ်။ကောင်းပြီအခုရိုးရှင်းတဲ့နီလန်းလေးတွေကိုမှတ်ထားဒါဆိုမင်းလှုပ်ရှားရှိတာကိုစိတ်ပါလက်ပါလှုပ်နိုင်လိမ့်မယ်ပထမအချက်ကအသက်ကိုပြင်းပြင်းရှူစိတ်လွင့်သွားပြီလို့သိတာနဲ့အသက်ကိုပြင်းပြင်း9កောင်လောက်ရှူလိုက်ပြီးကစားချင်နေတဲ့စိတ်ကိုဖယ်ပြီးကိုယ့်ရဲ့ဝင်လေထွက်လေပေါ်မှာပဲအာယုံပြန်ထားဝင်လေထွက်လေကိုတတိကတ်နိုင်လေမင်းရဲ့စိတ်ကတည်ငြိမ်လာလိပဲဒုတိယအချက်ကလက်ရှိလုပ်နေတဲ့အလုပ်ကိုခန်းစားစာရေးနေတဲ့အခါအရာအလုံးကိုတေချာတတိကတ်ထားဘောပင်ကြိုက်ထားတဲ့လက်ရဲ့အထီတွေ့စာရေးလိုက်တဲ့အခါထွက်ပေါ်လာတဲ့အတန်လေးတွေကိုတေချာအာယုံစိုက်အဲ့ဒီလိုအသေးစိတ်ကအစတတိကတ်ထားရင်စိတ်လီလွင့်တာနဲသွားပြီးခန္ဓာရောစိတ်ပါအလုပ်တစ်ခုထဲမှာစူးစိုက်သွားလိမ့်မယ်အချိန်ဘလောက်ကုန်သွားမြန်းတော့မသိလိုက်မှာမဟုတ်ဘူးကလေးငယ်ကယဟန်တော်ရဲ့စိုးမတကားအတိုင်းအသက်ကိုမှန်မှန်ရှူတတိကတ်ပြီးစာပြန်ရေးတဲ့အခါအမားတွေတိတိတတ်တာနဲသွားပြီးအလုပ်ကိုမြင်းမြန်ဆက်ဆန်ပြီးမြောက်သွားပါတော့တယ်ကလေးငယ်ကကျေးဇူးတင်စကားလျှောက်ထားတဲ့အခါယဟန်တော်ကမိန့်ပါတယ်မှတ်ထားကလေးလီစိတ်နဲ့အာယုံကြောတွေဟာအလုတ်တစ်ခုထဲမှာပေါင်းစည်းသွားတဲ့အခါတမာရီအားကောင်းလာတယ်။ဒါဟာစစ်မှန်တဲ့အောင်မြင်မှုပဲ။ဒုတိယဇာလန်းကတော့ဒီလိုပါ။ဒီနေ့မှလူငယ်တစ်ယောက်ကယဟန်တော်စီရောက်လာတယ်။သူမျက်နှာမှာစိတ်ပြက်ပြက်အားငယ်မှုတွေအထင်းသားပေါ်လွင်နေတယ်။သူကယဟန်တော်ကိုလျှောက်ပါတယ်။အရှင်ဖျားတပည့်တော်စာမေးပွဲအထပြင်းစင်နေတာအတော်ကြာပါပြီ။အချိန်ချင်းစူးစမ်းပြီးခဏခဏကြာနေပါတယ်။တပည့်တော်ဘာနေရာမှာမှားနေတယ်ဆိုတာကိုစဉ်းစားလို့မရအောင်ဖြစ်နေပါပြီဖျား။ယဟန်တော်ကသူ့စကားကိုတေချာနားထောင်ပြီးနောက်မင်းတကယ်တမ်းစာမေးပွဲအောင်ကျင်တာလားလို့မေးပါတယ်လူငယ်ကမှန်မှဖျားအောင်ကျင်တာပေါ့ဘလောက်ပင်ပန်းတပည့်တော်စူးစမ်းဖို့အဆင်သင့်ပါဘာလို့ရမလဲဆိုတာဒါမင်းချပေးပါလို့ပြန်ဖြေပါတယ်ယဟန်တော်ကသူ့ကိုကွင်းပြင်တစ်ခုစီခေါ်သွားတယ်အဲ့ဒီမှာဖျောင်းတန်ဟုံးတစ်ခုနဲ့မိချစ်တစ်ခုရှိပဲယဟန်တော်ကဖျောင်းတန်ကိုပေးပြီးဒီဖျောင်းတန်ကိုမိထွန်းပြီးဟိုးခတ်လန်းဆန်းကိုတစ်ပင်စီကိုသွားပါဒါပေမဲ့တတိထားရမှာကဖျောင်းတန်ပြီးလုံးဝမငြိမ်းစေရဘူးလို့မိန့်ကြပြီးထွက်သွားပါတယ်လူငယ်လည်းမီးချစ်ပြီးတစ်ပင်စီကိုဖြည်းဖြည်းချင်းလောက်သွားပါတယ်လမ်းမှာလေးတိုက်လို့မီးတောင်လေးရင်ထိုးသွားတိုင်းမငြိမ်းအောင်အစွမ်းကုန်ကာကွယ်ပြီးမဲ့နောက်ဆုံးမှမီးကငြိမ်းသွားပါတယ်
သူပြန်လွှဲသွားပြီးမီးပြန်ထွန်းပြီးထက်လောက်ပြန်ပါတယ်ဒီလိုနဲ့အချင်းချင်းစူးစမ်းပြီးပဲလေအဝဲမှာမီးကငိမ့်သွားတာကြီးပါပဲနောက်ဆုံးမှလူငယ်ကမီးငိမ့်နေတဲ့ဖျောင်းတန်ကိုကိုင်ပြီးစိတ်ပြက်လက်ပြက်နဲ့ပြန်လာခဲ့ပါတယ်အရှင်ဖျားတပည့်တော်ဒီအလုံးမှလည်းကြာရှုံးပြန်ပါပြီယဟန်တော်ကပြုံးပြီးဘာလို့လဲဖျောင်းတန်မီးထွန်းပြီးဒီနာလီလောက်ယုံနေမဲ့လီလူငယ်ကတပည့်တော်အစွမ်းကုန်စူးစမ်းပါတယ်ဖျားဒါပေမဲ့လေတိုက်လို့မီးကခဏခဏငိမ့်သွားရလာပါလို့မီးတွားပါတယ်အဲ့ဒီအခါယဟန်တော်ကဒီလိုဆုံးမပါတယ်ဒါကိုပဲမင်းနားလေဖို့လိုလားမင်းရဲ့စိတ်ဆိုတာဒီဖျောင်းတန်မီးလီပါပဲပတ်ဝန်းကျင်ကလေဆိုတာကတော့မင်းရဲ့အာရုံကိုနောက်ဆက်နေတဲ့အလေးအဟက်တွေအနောက်ဆက်တွေပဲအဲ့ဒီအနောက်ဆက်တွေကိုမင်းမထိန်ချုပ်နိုင်သမျှတမာတိဆိုတဲ့မီးတောင်လေးကငြိမ်းနေဦးပါပဲအဲ့ဒီလိုပါပဲမင်းရဲ့ပန်းတိုင်အပေါ်မှာအပြည့်အစုံအာရုံမဆိုင်နိုင်သမျှအောင်မြင်မှုဆိုတဲ့ခရီးဆုံးကိုဘယ်တော့မှမရောက်မှာမဟုတ်ဘူးဒါကြောင့်စိတ်ကိုတနေရာထဲမှာစူးစိုက်တာဘာပဲလုံတဲ့အလုပ်အပေါ်မှာစိတ်ရောကိုယ်ပါနှစ်ထားဒါဆိုမင်းရဲ့စူးစမ်းအားထုတ်မှုတွေအရာထက်လာလိမ့်မယ်မှတ်ထားရမှာလားအတိညာဘဟုတုတအားလုံးရဲ့အခြေခံအုတ်မြစ်ကြီးဟာတမာတိပါပဲအကျင့်ဆိုလားလုတ်ဖက်များရင်ဇယိုက်ထစ်လာတယ်ဒါကြောင့်အသေးစွာကိစ္စလေးတွေကအစားတတိကပ်ပြီးအာယုံစိတ်လုတ်တတ်တဲ့အကျင့်ကိုမွေးမိပါအဲ့ဒီလိုစိတ်နေထိုင်ပြောင်းလဲသွားရင်အောင်မြင်မှုဆိုတာမင်းလက်ထဲမှာပါပဲတတိယမြောက်ဇလန့်လေးကိုဆက်ကြည့်အောင်လူငယ်တီတော့ကယဟန်တို့ကိုမေးလျှောက်ပါတယ်အရှင်ဖေဟာစိတ်သေးကိုအဆက်မပြတ်ဝင်လာနေတဲ့အတွေးတွေကိုဘလို့များဖယ်ရှားဖြစ်နိုင်မလဲဖေဟာယဟန်တော်ကငါပြောပြမယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မင်းကိုစမ်းတက်မှုတစ်ခုလုပ်ရမယ်လို့ဆိုပြီးရေအပြည့်ထက်ထားတဲ့ဖန်ကွက်တစ်ကွက်တို့လူငယ်ရဲ့လက်ထဲကမ်းပေးလိုက်ပါတယ်ဒီရေတွေကိုတစ်စက်မှမဖြစ်စေဘဲနဲ့မတက်ရပြီးကင်ထားပါလို့မိန့်ကြားပါတယ်လူငယ်ကဒါလွယ်လေးပါဆိုပြီးခွက်ကိုလန့်ကင်လိုက်ပါတယ်အစပိုင်းမှာတော့အဆင်ပြေနေပါတယ်ဒါပေမဲ့အချိန်နဲ့ကြာသွားတဲ့အခါသူ့စိတ်ထဲမှာတန်တရားတွေဝင်လာတယ်ဒါလုံနေလူဘာထူးမှလဲငါဘလောက်ကြာဒီတိုင်းကြီးကင်ထားရအောင်ကလေစသည့်အတွေးတွေဝင်လာသမျှအာယုံတွေလွတ်လာပြီးဖန်ကွက်ထဲကရေတွေဖြစ်ကြလာပါတော့တယ်အဲ့ဒီအခါယဟန်တော်ကမိပါတယ်ငါတပည့်မင်းရဲ့စိတ်တွေတည်ငြိမ်နေစွာရေတွေမဖြစ်ခဲ့ဘူးဒါပေမဲ့စိတ်ထဲမှာအတွေးတွေဝင်လာတာနဲ့ရေတွေလည်းဖြစ်ကြလာတော့တာပဲပူနေတဲ့တန်အုံးကိုတူနဲ့ထိုးပြီးပုံတင်းတယ်လို့ပဲမင်းရဲ့အတွေးတွေကမင်းရဲ့ကိုယ်ရည်တွက်ချင်တဲ့စိတ်ကိုပုံတင်းပေးနေတာမင်းရဲ့စိတ်ဟာဖန်ကွက်ထဲကရေလိုအလွယ်တကူလှုပ်ရှားမှုတွေရှိနိုင်တယ်ရေဒါမှမဟုတ်စိတ်ကိုတည်ငြိမ်ခြင်းရဲ့အရင်ဆုံးအတွေးတွေကိုတည်ငြိမ်အောင်လုပ်တတ်ဖို့လိုတယ်အခုဒီဖန်ကွက်ကိုပြန်ကြိုက်ထားပါမင်းရဲ့အာယုံကိုဝင်းလေးထလီပေါ်မှာပဲပြန်ထားအသက်ရှူလိုက်တိုင်းရင်ဘတ်နဲ့ပိုင်လေးဖောက်လာပိန်းထားတာကိုတတိကတ်တာလက်ကညောင်းကျလာတဲ့ဝေဒနာကိုလိလူရှူလိုက်ပါစိတ်ထဲအတွေးတွေဝင်လာရင်လည်းဝင်လာပါစေအဲ့ဒီအတွေးတွေနောက်ကိုလိုက်မသွားဘဲနဲ့စီးစင်းခွင်ပြုတ်လိုက်ပါမင်းဟာအဲ့ဒီအတွေးတွေမဟုတ်ဘူးလို့ကိုအမြဲတတိပေးပါအဲ့ဒီလိုတတိကတ်ထားရင်အတွေးတွေဝင်လာပြီးပြန်ထွက်သွားလိမ့်မယ်မင်းရဲ့စိတ်ကိုတော့လာပြီးမလှုပ်ရှားနိုင်တော့ဘူးလူငယ်လေးကယဟန်တော်ရဲ့ဆုံးမတကားအတိုင်းလေ့ကျင့်တဲ့အခါအတန်ကြာအထိဖန်ကွက်ထဲကရေတစ်စက်မှမဖြစ်ကြပဲနေနိုင်သွားပါတယ်အဲ့ဒီအခါယဟန်တော်ကမိန့်ပါတယ်ဒီလိုမျိုးတတိကတ်ပြီးအမြဲလေ့ကျင့်ပါတဖြည်းဖြည်းနဲ့မင်းရဲ့စိတ်ဟာငြိမ်ချမ်းလာပြီးဘလို့ခက်ခဲတဲ့အလုပ်တစ်ခုကိုပါအလိုလျားတမာတိရှိနဲ့လှုပ်ဆောင်နိုင်လာလိမ့်မယ်လို့မိန့်ကြားလိုက်ပါတယ်လူငယ်လေးလည်းယဟန်တော်ကိုဝဲမြောက်ဝမ်းသာကျေးဇူးတင်စကားလျှောက်ထားပြီးအိမ်ကိုပြန်သွားပါတော့တယ်ပရိသတ်ကြီးခင်ဗျာဒီနေ့တင်ဆက်ပေးခဲ့တဲ့မြတ်စွာဘုရားရှင်ခေတ်ကဇလန်းလေးတွေကနေမိတ်ဆွေတို့ရဲ့ဘဝအတွက်ခွန်အားဖြစ်စေမယ့်သင်ခန်းစာတစ်ခုခုတော့ရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like လုပ်ပေးဖို့နဲ့ချစ်ခင်ရတဲ့မိတ်ဆွေတငယ်ချင်းတွေကိုလည်း share လုပ်ပေးဖို့မမေ့ပါနဲ့နော်ကျွန်တော်တို့ရဲ့ channel လေးကိုဆက်လက်အားပေးဖို့အတွက် subscribe လုပ်ပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကိုယ်စိတ်နှဖလားကျမ်းမာချမ်းသာကြပါစေကျေးဇူးတင်ပါတယ်